ချိန်ကတော့ကျွန်တော်တို့မနေ့9နာရီထွက်မယ်ဆိုပေမဲ့လို့ပေါ့နော်နောက်ကျနေပြီ6နာရီလေးနည်းနည်းကြော်နေပြီပေါ့နော်အဲ့တော့ဒီကနေဆိုလို့ရှိရင်တနာရီလောက်တော့မောင်းအောင်မယ်ထင်တယ်ပေါ့နော်ကြာနေပြီပေါ့နော်အဲ့တော့ကျွန်တော်စောစောလေးသွားမယ်လို့တွေးထားနေမယ်နောက်ကျသွားတယ်အေးရထားနောက်ကျတာနဲ့ပါနေပေါ့နော်ဒီမှာနေနဲ့ပူတော့ဘာဖြစ်မှာဆိုပေါ့နော်မနေ့ကလည်းမစားသေးဘူးအဲ့တော့လမ်းကြမှာပဲစားမှာဖြစ်ပါတယ်ကဲဒုံးမယ်ဒီလိုက်တော့ဒီနာတအားလာမနေ့ပိုင်းဆိုပူအောင်လာတယ်နော်လာချက်ပဲဟုတ်ကြတောင်းတယ်တော့လုံးဝမြင်နေရတော်တော်မိုက်တယ်ဒီတော့ရိုက်အောင်လားဟယ်လိုဒါတော့ကျွန်တော်တို့ရောက်ပထမတောင်ကိုကျွန်တော်တက်ဖူးတယ်ဒါပေမဲ့ကျွန်တော်တို့ကတောင်အမြဲတမ်းတက်တိုင်းကျွန်တော်မြန်မာမှာလည်းခြေချင်းတက်တာများတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဆိုင်ကယ်ကအခုမှစီးတက်ခါသားဖြစ်ပါတယ်ဆိုင်ကယ်လုံးဝအရင်ကလည်းအော်တိုဘိန်းနဲ့မစီးတက်ဘူးကလတ်ဘိန်းနဲ့မစီးတက်ဘူးပေါ့နော်ဒါဒီဗီဂန်နာရောက်မှကျွန်တော်တင်တာဖြစ်ပါတယ်အဲ့ဒီဘိန်းနဲ့ပဲကျွန်တော်တို့အခုတောင်ပေါ်ကိုဒီနောက်မှာရှိတဲ့တောင်ပေါ်ကိုတက်မှာဖြစ်ပါတယ်အဲ့တော့ဒီဘိန်းနဲ့ပါမနက်9နာရီထိုးကန်နေပြီဖြစ်ပါတယ်အဲ့တော့တောင်9နာရီပဲထားပေါ့နော်ကျွန်တော်တောင်ကြီးကနေတောင်ပေါ်ဒီဘယ်လောက်ကြာမလဲဆိုတော့အချက်ကြည့်ရမယ်ပေါ့နော်
ငယ်လည်းဝင်လို့ရတာငယ်လည်းဝင်လို့ရတာကျွတ်တယ်ပို့ခဏဆင်းနေအောင်campus Bangkapik. no I mean You go Bangkapik, come back. Yeah? You go Bangkapik, yes come back here. yes You. သူကအော်တိုဆိုင်ကယ်လေးပေးမဖြတ်ဘူးပေါ့နော် Bun. Okay ဆိုင်ကယ်လေးကိုချက်တယ်သူကအဓိကအော်တိုဆိုင်ကယ်ဆိုပေးမဖြတ်တာပေါ့နော်သိပြားလားမသိခဏဆင်းအာယာအုတ်ထုတ်တယ်ဝင်သွားပြီးတော့သူကမထွက်ဘဲနဲ့ငါ့ကိုကိုက်သွားတာ哎呀，把好把盖完香完，Ở đấy để rồi đây bằng thờ nó thế đấy. 哎呀，စရွေးဆိုရင်ကောင်းလားမလည်းမသိစရွေးရအောင်နည်းနည်းပါညာသိမလား ကြောင်းလာလား အေးနည်းနည်းတော့ဖောင်းလာတာပေါ့နည်းနည်းဟိုပါပေါ့ချင်းကြိုက်သွားတယ်လို့ကရင်နေကြိုက်သွားတယ်လို့ပေါ့အဲ့လိုတကယ်အာကုတို့ဟေးတကယ်အာကုတို့ဟာ
ကိုယ့်ဘာမှမလို့ဆိုင်ငယ်မောင်းနေနဲ့ကိုလာကြိုက်တာတကယ်ပါကွာသိနေစရာcoffee time coffee time ခံစားရတိတ်ခတ်တယ်ဒီဘက်တော့မှာဟုတ်ပါဘယ်လိုလျှောက်ပြရလဲဒီဘက်ဘာလဲတော့မသိဘူးနော်ဟောလမ်းမကောင်းလမ်းမကောင်းဘူးလမ်းမကောင်းညတော့ရမလားဟိုအလုံးကြီးလေကျွန်တော်တို့လာတဲ့ဒီပန်ကိုဆိုရင်ညာရောက်ပြီဖြစ်ပါတယ်ပြားလူလို့ပတုံးလူလို့တုတ်ခံလိုက်ရတဲ့အတွက်သမလာတက်မယ်ထီတော့မပေါ့အတုတ်ခံလိုက်ရဒီဘဝ view ပိုင်ပေါ့နော်ဒီတောင်ရဲ့တလန်းနေပြီဘဝတက်လန်းနေပြီပဲโอเคနာဆာထပ်တိုက်ရအောင်ဖြစ်ပါတယ်ဟုတ်ကြဒီနားကြည့်နေတော်လာဒါတော့အပေါ်မရောက်သေးဘူးနော်ဟိုးပေါ်ဒီမရောက်သေးဘူးဟိုးဘက်ကပင်တယ်ဒါကကျွန်တော်တို့ဆိုင်ကြတဲ့ပါကင်ဒါကခုနကျွန်တော်တို့ဟုတ်တယ်ခုနကျွန်တော်တို့ထိုင်တဲ့ဆိုင်လေးပေါ့နော်စီရောနေနေများပါတယ်ဒါပေမဲ့တောင်မဒီဒီဇိုင်းပဲရှိရောမတတ်နိုင်ဘူးပေါ့နော်ကဲတက်အောင်မယ်ဒါအနားလေးဆောင်ပေါ့နော်ပြောတာပြောတာကျွန်တော်တို့ဖန်အန်လောက်တော့မလာဘူးပေါ့နော်ဖန်မှာကျွန်တော်ဖန်သွားတော့ဇွဲကပင်တောင်တက်တယ်ပေါ့နော်ဇွဲကပင်တောင်ကတက်ရတယ်ခက်တယ်ပြီးတော့အပေါ်မှာလည်းတော်တော်လှတယ်ပေါ့နော်ရာသီဥတုကလည်းဒီလိုမဟုတ်အေးစိမ်တာဒီနားလေးလှတယ်တွားရလားတွားရလားခုနကတွားပြသွားပြီ
လှတယ်ဒီနားချော်လဲမယ်နော်အိုင်ယာဒီမှာလည်းအကောင့်တွေရှိပါတယ်ကျွန်တော်လာမယ့်ဆိုသတိထားပါဒီနားနေလှဒီနားနေလှဒါမျိုးပေါ့နော်ကျွန်တော်ဒနန်းမျိုးပေါ်စည်းမြင်ဝင်ဖြစ်ပါတယ်ဒီမှာပါအဲ့တော့အကောင့်တွေရှိရမှာကျွန်တော်ကြိုက်သွားအဲ့ကောင်တွေတောင်မလာရဲ့သတိထားပါဆိုတော့ဒီပေါ်မှာပြားလို့ပဒုံးလို့ဘာလို့ညာလို့ကောင်းနေရှိပါတယ်ကင်အားနာပါတယ်အဲ့ကောင်တွေကင်ကျွန်တော်ပါကြီးရောင်နေပေါ့နော်အခုကျွန်တော်ပေါ်တက်ကနေရတိုးပြီးရနောက်မှာထက်တောင်ဖြစ်ပါတယ်ဘွားကတလန်းနေကြီးပါပဲဖေတော့ဘွားကတလန်းနေကြီးဒါ view point ပေါ့နော်ဟိုဘက်လေဒီဗုဒ္ဓဘက်ကသွားလဲရတယ်ပေါ့နော်လေဒီဗုဒ္ဓဘက်ကဆိုလမ်းနဲ့ပို့ကောင်းဒီဘက်ကတော့အတက်ဆင်းရမ်းများတယ်မိုးရမှာလားမသိဒီဘက်ကြည့်လိုက်view point ဆိုတာဒါကိုပြောတာပါပေါ်မှာစစ်တူရင်ထိုးလို့ရအကျိုးတရုပ်ရှိတယ်ပြီးတော့ဒီဘက်ကိုရှောက်လာလို့ရှင်ဒီလိုရတော့ဝင်လို့လိုက်နေတနေရာရှိရပါတော့အားတော့ဆီယာမပါဆီယာမတပ်ပုံနဲ့ share ရိုက်နေပါတယ်ဆီယာမပေါင်းနေရတယ် chắc thì nhiều khi còn thấy lạnh